အားလုံးပဲမင်္ဂလာပါခင်ဗျအခုဗီဒီယိုကြည့်နေသူအားလုံးလည်းဒါနေကောင်းကျမ်းမာကြမယ်လို့ညွှန်လင်းပါတယ်အခုဗီဒီယိုကတော့ကျွန်တော်ဒီ sharing တခုပေါ့နော်ဟိုကျွန်တော်ဒီစာဖတ်ထားတဲ့ reset လုပ်တဲ့အကြောင်းအရာဟိုတခုကျွန်တော် sharing လုပ်သွားမှာဖြစ်ပါဒီမတိုင်ဒီဒါအကြောင်းမပြောခင်မှာပေါ့လေကျွန်တော် data နဲ့ဒါပေါင်ညွှန်းနေတဲ့ဟိုမဟုတ်ဘဲနဲ့တခြား data ရောက်နေတဲ့ကြောင့်မို့ဒါကျွန်တော်အနေနဲ့ဒီ data အကြောင်းအရာပုံနေပြီးတော့ဒီဟိုevents တွေပြီးတော့ဒီရက်ကြီးခါကြီးတွေမှာကျွန်တော်ဟိုဗီဒီယိုရိုက်ပြီးတော့ဒါတင်နိုင်မှုကတော့နည်းနည်းခက်ခဲစီးတဲ့အကြောင်းမို့ဒါကြိုတင်ပြီးတော့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အနေနဲ့နောက်ပိုင်းဗီဒီယိုတွေကတော့ဒါ knowledge sharing တွေတခြား data ကိုရောက်နေတဲ့ကြောင်းမို့ကျွန်တော်တခြား data အကြောင်းအရာလေးတွေပဲကျွန်တော်ဝင်သွားဖြစ်မဲ့ဆိုတဲ့ကြောင့်ကျွန်တော်ကြိုတင်အသိပြီးတော့ပါဒီနေ့ဗီဒီယိုမှာပဲကျွန်တော်ဘာအကြောင်းအရာပြောချင်လဲဆိုတော့ကျွန်တော်ဒီဂျော်ဒန်မြစ်ရဲ့ပြီးတော့ဒီပင်လယ်ဒီအကြောင်းကျွန်တော်ပြောမှာဖြစ်ပါတယ်ဒီမြစ်ကလည်းကျွန်တော်တို့ဒီတမိုင်းကြောင်းရအောင်ဒီဘာသာရေးဟိုအရာဒါအရန်ကိုဒါထူးခြားတဲ့ဒါမြစ်တစင်ဖြစ်တယ်လို့ကျွန်တော်တို့ဒီဟိုကြားဘူးလိမ့်မယ်ပေါ့နော်ဒီရေစီးငါးစီးတွေဆိုတဲ့ဟိုစကားပေါ့တကယ်တမ်းကတော့ကဘာပေါ်မှာရေစီးပြီးတော့ငါးမစီးတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီဂျော်ဒန်မြစ်ရဲ့ဒီဟိုအစမဟုတ်ဝင်တဲ့အဆုံးမှာဟိုဆင်းသွားပြီးတော့ပင်လယ်ဒီထဲဝင်သွားတဲ့နေရာတွေပင်လယ်ဒီလို့ဆိုရင်ဒါငါဆင်တန်မှုကအရင်ခက်ခဲတဲ့နေရာကိုကျွန်တော်ပထမဆုံးကျွန်တော်အကြောင်းရဒီဂျော်ဒန်မြစ်ကပေါ့လေဂျော်ဒန်မြစ်ကဆိုရင်ဒါစပြီးတော့တောင်တန်းမှာမြစ်ဖြာခံခဲ့တယ်အဓိကကတော့ဟိုသူဆီးရီးယားလက်ဘနွန်အစ္စရေးပါလက်စတိုင်းပြီးတော့ဂျော်ဒန်နိုင်ငံနဲ့နမိတ်တွေကစီစဉ်သွားတဲ့ဥစ္စာနေရာပေါ့ဘာသာရေးရတဲ့ဒါအရင်အရေးပါတယ်ခရစ်ယာန်ဘာသာဂျူးအစ္စလာမ်အဓိကကတော့ခရစ်ယာန်လို့ပြောနေတာဂျေဇုခရစ်ကိုယေရှုခရစ်တော်ဒါပတိနှစ်ချင်းခံခဲ့တဲ့နေရာပြီးတော့တခြားဒီဘာသာရေးဒီဂျူးအစ္စလာမ်လို့လည်းဒါသူတို့ဒါဟိုဒါတမိုင်းမှာပေါ့နော်ဒါအထင်ကြီးဟိုတမရမြစ်တစ်ခုဖြစ်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဒီဂျော်ဒန်မြစ်ကနောက်ပိုင်းကဘယ်လိုဖြစ်လဲဆိုတော့ရေချိုစီးဆင်းတဲ့မြစ်တစ်ခုပဲဒါပေမဲ့မြစ်ရဲ့အစပိုင်းမှာတော့ဒါငါးလေးတွေရှင်းတယ်ဆိုပြီးမြစ်ရဲ့ဒီအောက်ပိုင်းရောက်လေဒီဘယ်လိုဖြစ်လဲဆိုတော့ဟိုသူရဲ့ဒီပတ်ဝန်းကျင်ရတဲ့အကျန်းကိုပူပြင်းနေပြီးတော့ဒီရဲ့ဘေးနာကဒီစိုက်ဖြူရေးအတွက်ရည်လိုတဲ့ကြောင့်မို့ဒီမြစ်ထဲကရည်ကိုထုတ်ယူတဲ့အတွက်ကြောင့်မို့မြစ်ကရေကနှိမ့်လာတယ်ပြီးတော့ရာသီဥတုပူတဲ့အတွက်ကြောင့်မြစ်ရဲ့ရေကဟိုတန့်စင်မှုရဲ့အားနည်းသွားတယ်နောက်တစ်ခုကမြစ်အောက်ပိုင်းရောက်လေပင်လယ်ဒီတွေကိုရှင်းတဲ့ရေကရေချိုကတော့ရေငံပေါ့လေအဓိကပင်လယ်ဒီလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီအပင်တွေငါးတွေကိုမစင်တန်နိုင်ဘူးပေါ့လေအဓိကဘာကြောင့်လဲစားတတ်အလွန်များတယ်နှစ်စီလများပေါ့လေဒီရေစီးဆင်းသွားတယ်အဓိကပင်လယ်ဒီလို့ပြောတဲ့အခါမှာသူကပင်လယ်မဟုတ်ဘဲနဲ့ဒါကုန်းတွင်းဘေးရေကန်အကြီးပေါ့နော်အဓိကဘာကြောင့်ပင်လယ်ဒီလို့ခေါ်တဲ့အခါမှာကျွန်တော်ဒီရဲ့ဒီရေကန်ရဲ့တစ်ဖက်ကနေကြည့်မယ်ဟိုဘက်တစ်ဖက်ကိုကြည့်တဲ့အခါမှာကန်းစမ်းမမြင်အရန်ကြီးတယ်ပေါ့နော်ဒါဟိုရင်တွေကဒါဟိုအရန်ကြာတဲ့နှစ်များဒီပင်လယ်လိုမျိုးဖြစ်တဲ့ကြောင့်ကုန်းပေါ်မှာအရန်ကြီးတဲ့ဆိုမျိုးတင်စားပြီးတော့ပင်လယ်ဒီလို့ဒါခေါ်ခြင်းဖြစ်တယ်လို့ကျွန်တော်စာဖတ်ပြီးတော့ကျွန်တော်သိရတာလည်းဖြစ်ပါတယ်နောက်တစ်ခုကဒီမှာကစားတက်ကဘယ်လိုဖြစ်လဲဆိုတော့ဒီရေတွေကထွက်မဲ့နေရမရှိတော့အငွေ့တွေပြန်ပြီးတော့နောက်ပိုင်းမှာစားတွေဓာတ်တွေပဲကြံခဲ့တော့ဒီပင်လယ်ရေငံထက်ပုံတော့9စားကျော်10စားနီးပါးလောက်တာပူငံတဲ့ဒေတာလည်းဖြစ်တယ်အဓိကအရန်စိတ်ဝင်စားမှုဟိုကောင်းပါကျွန်တော်ဒီမှာဓာတ်ပုံလေးတွေနဲ့မြေပုံလေးတွေနဲ့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ကဘာပေါ်မှာရေမကူးတန်းရင်အောင်ဘာမှအားစိတ်စရာမလိုပဲအလိုလိုကြီးပေါ်နေတဲ့ပင်လယ်တစ်ခုရှိတယ်ဆိုတော့သင်သိပါသလားအဲ့ဒါကတော့ကဘာအနှိမ့်ဆုံးနေရာမှာတည်ရှိနေတဲ့ပင်လယ်တွေဓာတ်ဆီပဲဖြစ်ပါတယ်ဒါပေမဲ့ပိုပြီးစမ်းကြည့်တာကဒီလိုသက်ရှိမှန်သမျှမစင်တန်နိုင်တဲ့ပင်လယ်တွေတွေကိုကဘာမှာတမိုင်းမှာအလွန်ထင်ရှားတဲ့တမိုင်းဝင်ဂျော်ဒန်မြစ်ဂျော်ဒန်ရီဗာကစီးဝင်နေတာပဲဖြစ်ပါတယ်ပထမဆုံးဂျော်ဒန်မြစ်အကြောင်းကျွန်တော်စလိုက်အောင်ဂျော်ဒန်မြစ်ကအစီအလယ်ပိုင်းဒေသမှာအလွန်အရေးပါတဲ့တဘာဝမြစ်တစ်စင်းလည်းဖြစ်ပါတယ်စုစုပေါင်းအလျားမိုင်ပေါ်နဲ့156မိုင်စီလျားပြီးဒါအစ္စရေးပါလက်စတိုင်းဂျော်ဒန်တဘာဝဒီနယ်နိမိတ်အဖြစ်လည်းတည်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီမြစ်ရဲ့အထင်ရှားဆုံးအချက်ကတော့ဘာသာရေးနဲ့တမိုင်းဝင်အမွေအနှစ်ပဲဖြစ်ပါတယ်ခရစ်ယာန်ဘာသာမှာဒါသခင်ယေရှုเนาะဂျီဆပ်ဗတ္တိဇံကိုဒီနှစ်ချင်းမင်္ဂလာခံယူတဲ့မြစ်ဖြစ်တယ်လို့ဂျူးနဲ့ဒါအစ္စလမ်ဘာသာတွေမှာလည်းတမိုင်းဝင်ပရိုဖက်များစွာနဲ့ဆက်နွယ်နေတဲ့မုံမြတ်တဲ့မြစ်တစ်စင်းလည်းဖြစ်ပါတယ်ဂျော်ဒန်မြစ်ကဒီတောင်ဘက်ကနေပြီးဆက်လက်စီးဝင်သွားရင်နောက်ဆုံးမှာပင်လယ်ဒီတဲကိုရောက်စီသွားတာဖြစ်ပါတယ်ပင်လယ်ဒီရတကယ်တော့ပင်လယ်အစစ်မဟုတ်ပဲကုန်းတွင်းပိုင်း
အင်းအိုင်ကြီးတစ်ခုလို့ပြောရမှာဖြစ်ပါတယ်ပင်လယ်ရေမြင့်တဲ့ပြင်အောက်ပြီး1400ကျော်နေကြပြီးကမ္ဘာပေါ်မှာအနည်းဆုံးကုန်းမြင့်နေရလည်းဖြစ်ပါတယ်ပင်လယ်သေးလို့ခေါ်ရတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့အလွန်မြင့်မာတဲ့စားငံနှုန်းကြောင့်ပဲဖြစ်ပါတယ်တာမန်ပင်လယ်ရေတဲ့ကူးစားထက်မကပူငံနေတဲ့အတွက်ကြောင့်မို့ငါးတွေအပြင်တွေတက်စီမှန်သမျှလုံးဝမစင်တန်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီလိုစားတွေတတုတက်တွေအလွန်အမင်းထုတ်လုပ်နေတဲ့အတွက်ရေနဲ့ဒါတိတ်တီစားကအလွန်မြင့်မာသွားပြီးလူတယောက်ရဲ့ရေထဲဆင်းလိုက်တာနဲ့ကြောက်ခဲလို့ဇောက်တို့မိနစ်သွားပဲသူ့အလိုလိုပေါ့ရေပေါ်နေတာဖြစ်ပါတယ်ရေပေါ်နေမှာလည်းဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်မေးစရာတစ်ခုဖြစ်တယ်ဂျော်ဒန်မြစ်ကစေတနာထားပြီးတော့ရေချိုတွေပေါ့နော်အဆက်မပြတ်တဲဆောင်ပေးလိုက်ချက်နဲ့ပင်လယ်တွေကဘာလို့ဒီလောက်ငံနေတာလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်အဖြေကတော့ပင်လယ်တွေကထွက်ပေါက်မရှိလို့ဖြစ်ပါတယ်ဂျော်ဒန်မြစ်တွေကရေတွေကပင်လယ်တွေထဲစီးဝင်သွားပြီးဘာထွက်ပေါက်မှမရှိပါဘူးအလွန်ပူပြင်းတဲ့ရာသီဥတုကြောင့်တည်းကရေတွေကနေတော့အငွေ့ပြန်သွားတယ်ပါလာသမျှစားတွေတတုတက်တွေကအနယ်ကျပြီးကြံရိတ်ခဲ့တဲ့အတွက်ကြောင့်နှစ်ပေါင်းများစွာအကြာမှာတော့ဒါအခုလိုငံလုံးနဲ့ပင်လယ်တွေဖြစ်လာတာဖြစ်ပါတယ်တဘာဝတရားရင်တော့စမ်းကြယ်မှုနဲ့တမိုင်းဝေတမိုးတွေပေါင်းစပ်ထားတဲ့ဒါဂျော်ဒန်မြစ်နဲ့ပင်လယ်တွေကကမ္ဘာပေါ်မှာအံ့ဖွယ်ကောင်းပြီးအကောင်းဆုံးတဘာဝအံ့ဖွယ်နေရာတွေကတစ်ခုဖြစ်ကြောင်းသတ်မှတ်ခံထားရဖြစ်ပါတယ်ဒီကျွန်တော်ဗီဒီယိုကိုဒါ like and follow share လေးလုပ်ချင်အောင်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလုပ်တဲ့အခါမှာလည်းခွန်အားလေးဖြစ်စေပါတယ်အားလုံးကျေးဇူးပြုပြီးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်